Kango နုပညာသစ်ပင်ကြီးကနေဖူးပွင့်လာတဲ့ကျမက20ရာစုအမှတ်တရတွေထဲမှာမပါမဖြစ်ပေါ့20ရာစုမှတ်တရတယ်။ဒါဆိုတော့ကြီးပြီလား ကြီးပြီပေါ့ဆိုတာကကျမဝါဒနာကျမကပဒုံးရောင်ဆန်နွယ်တွေနဲ့ဆိုတိတ်ကိုတင့်တယ်တာပူပြင်းချတွေ့ရရာဒီမှာရှင်သန်ခဲ့ရပါမယ်အနာဂတ်မျိုးဆက်သစ်ကလေးအတွက်တာဝန်ကြီးတဲ့တပွင့်ပန်း ။စပင်ရှိန်နဲ့အဆိုတော့ဘူးရှိပါလိမ့်။ ကလေးတယောက်ရှိရတယ်နဲ့အနာကမျိုးဆက်တဲ့လေးတွေဆိုတော့ ကျမကမြင်းသူတကာရင်ကိုအေးမြစေပြီးညှိုးနှွမ်းသွားရင်တောင်ရနက်မပြေနိုင်နဲ့ကန့်ခေါ်ပန်း အခုဆိုရင်တော့ group A ကမျက်နှာဖုံးရှင်တွေကလည်းတီဆိုဖျော်ပြဖို့အဆင်သင့်ဖြစ်နေတယ်对啦，我两个不比。အခုထပ်မံပြီးတော့တီဆိုဖျော်ပြမယ်မျက်နှာဖုံးရှင်ကတော့ရင်နဲ့မပြေတဲ့လန်းလန်းဆန်းဆန်းခန့်ကော်ပန်းလေးပဲဖြစ်ပါတယ်ဘယ်လိုကတော့ပဲရှိတယ် ကျမဒီဘယ်အသက်အရွယ်ပဲရောက်ရောက်ဒီခန္ဓာကိုယ်လေးတိုင်းပဲရှိနေအောင်မ Yes yes ဒီခန္ဓာကိုယ်လေးတိုင်းပဲရှိနေဦးမှာတဲ့ ဦးငါပြောကြကိုတိတယ် သူကပြောကြကိုသိတယ်တဲ့ အဲ့ဒါဆိုရင်ပါပါ မရှိမှလေကြိုက်လုံးလို့ဆိုပြီးတော့စေဒုတ်တောင်ဝဲလာတာ ဟမ်ခေါင်းဝေးလာတာ ကြိုက်လုံးလို့ဆိုပြီးတော့ငါပြောကြတွေစေဒုတ်တောင်ဝဲလာတာ ကြိုက်လုံးလို့မပြောကြောဆဲလို့ပဲအော်အဲ့လိုလုပ်ပါ 16နှစ်မှလေးလား အသက်ကိုလား အသက်ပဲပြောရနေ မသိဘူး ငန်းကောပန်းရုပ်ရှင်ရောအဆိုရောဟုတ်တယ်မလားနှစ်ခုလုံးမလား ကျမကလေကားတော့မရိုက်ဘူးစုပြီးတော့ရိုက်ဘူးတယ်လူမိုက်တယ်နဲ့ ဟောဒီမိုက်နေနဲ့ရိုက်ပြတယ်ဟာ ဒိုင်းနေထဲမှာတော့လေနှလုံးပြူကြီးတရဲရဲနဲ့ကိုတွန်းတွန်းကိုအကြောက်ဆုံးပဲ တိုင်းနဲ့တည်းရဖြစ်နေလို့ ကြောက်ဆုံးပဲတဲ့ ဟုတ်တယ်သူအဲ့ဒီနှလုံးပြူကြီးကြိုင်လိုက်ရင်လူကကြောက်သွားတယ် မင်းနှလုံးသွေးချလိုက်ရင်ကောင်းမယ်โอเคပါနောက်တစ်ဆင့်ကိုတက်လန်းသွားတဲ့မျက်နှာဖုံးရှင်ကတော့ခန့်ကော်ဖြစ်ပါတယ် Congratulations ကဲကောလေး မမှတ်မိဘူးအဲ့တိုင်းလုံးဝမမှတ်မိဘူး မေမွေးမြဖြစ်နေမလားမသိ အဲ့တော့ကျွန်တော်ရဲ့ဆယ်လီစုံတော်ကြီးကိုမကုန်းလေးဝါတွက်တယ်တွေ့လားတွက်တယ် ခန့်ကော်ပန်းလေး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  ပေါ်ပါပြီဟဲ့ကြားလိုက်ဘူးလားမကြားလိုက်ဘူးမကုန်းလေးတဲ့ဟာမကုန်းလေးတဲ့ပေါ်သွားတာတော့ကြားလိုက်ဘူးဗျာ ခန့်ကော်ပန်းလေးလို့ပြောတာ ဒီလိုက်တယ်နော် တန်ကလေးချဲမီဟာပူလာတယ် ပန်းဝင်လေးတက်မေးရပို့လာတယ် ပန်းကလေးတဲ့နေရာပို့လာတယ်တဲ့ ရုပ်ဆိုးတဲ့သူတွေကိုထည့်စဉ်းစားစရာမလိုတော့ဘူး ရုပ်ဆွဲလို့တက်စဉ်းစားရမလို့ ရုပ်ချောရတဲ့ပဲစဉ်းစားကျော်ရဲရုပ်ချောရတဲ့ပဲစဉ်းစားထားတာပါ ဟုတ်တယ်နော် ကိုကတော့အတွင်းသီးမို့လို့ထပ်ပြောမယ်ကိုညီမလေးကိုနာမည်ရင်ဆန်းဆန်းကြည့်
ဟုတ်လားမဟုတ်လားပြောလိုက်ပါဆန်းဆန်းဟုတ်ပါဘူး ဆန်းကြီးအဲ့ဒီ idea ကိုတဲ့ကြောင်ပါပြီကိုတဲ့ကြောင်ပါပြီကိုတဲ့ကြောင်ပါပြီ မမသာလေးကိုတကြံတစ်ခုမှမြေရောင်လေးနဲ့တွေ့ခဲ့ဘူးတဲ့ ဒီအောင်လေး မဆာလေးတဲ့အသက်ကြီးရမလား အသက်တွေကိုလားထဲကိုမတွက်ထားဘူး မမတီတီကိုဟိုဟာလေးတွေဒီဟာလေးတွေလာဖို့ဘူးပါတယ် ဟာဟိုဟာလေးဒီဟာလေးပါလာပို့ ဒီဟာလေးဘာတွေလာပို့တာလဲဒီ ဒီကပို့ အိုးသိပြီ ဟာလေပြောလေ အဲ့ဒါတွေဝစ်ချင်ရလား ဟိုအဲ့ဒါဝတ်ကြည့်ရလားတဲ့ မွေးကြည့်ရမှာမဟုတ်ဘူးရှင်လေ ဟာ အရင်ချစ်စရာကောင်းတဲ့ခန်းကော်ပန်းလေးကျွန်တော်ဘယ်လိုထင်တာလဲ ကျွန်တော်ချင်းငယ်ပဲမရ ချင်းငယ်ပဲမလေးမ လင်းစာနေစော လေးစားနေစော ဂွန်းလေးတက်ကတော့ဂွန်း ကိုလေး ချင်းငယ်ပဲ ချင်းငယ်ပဲဟာကျွန်တော်တော့ရင်ခုန်လာပြီဗျာသူဘသူလဲဆိုတာကိုအရန်ကိုသိကျင်နေကြပြီလို့ထင်ပါတယ် ဟုတ်တယ်သိကျင်နေပြီ ပရိသတ်ကြီးတွေရော ဒီချင်းနေပြီ โอเคအမခက်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 ချိုးအစင်းနေဖြစ်နေပြီ အာ ဟုတ်ကဲ့ပါကဲအဲ့ဒါဆိုရင်မြေတဘုံချိုးဖို့အတွက်အနောက်ကိုခဏလေးလှည့်ပေးပါခင်ဗျာ ဘယ်သူလဲ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 မလေးမလေး စကားလေးနည်းနည်းလောက်ပြောပြတယ် လာ ကိုပိုင်လား ဟုတ် မညာနဲ့ကိုပိုင်မဟုတ်ဘူးသူ့မိန်းမပိုင်တာပန်းရောင်နဲ့ကိုကိုနော်မချသေးခင်ကတွေ့ခဲ့တယ်လို့ပြောတယ်လေ လေးလေကွာကွာတို့တင်စားပိုင်တို့အိမ်မှာနော်အမဟုတ်ပါဘူးကွာဘူးပိုင်နေစီတို့အိမ်မှာနော် ဒါပဲ ဟုတ်တယ် တစ်ခုနဲ့ဒါနဲ့စောင့်ကိုကိုထွန်းထွန်းနောက်ခုနကပြောလိုက်ကိုဗမာထွန်းထွန်းလို့ပြောလိုက်တယ်လေစိတ်ကောင်းပြီ ပြေးရဗျာ ခုမပါတော့မင်းဒီ လောဟုတ်မသားလေးမန်းရကျွန်တော်လွယ်ပြီးတော့ကျွန်တော်သိလိုက်တယ်မဟုတ်တော့ဘူးဆိုသိရတယ်ဖြစ်နိုင်ကြုံပေါ့နော်ဒါပေမဲ့နောက်ဆုံးချိန်တောင်းခံလိုက်တာ မမစားလေး အရှင်း အရန်နေပြောမသွားပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ live series ရောင်းနေရတယ်လေဒီ mask ကဘသူလဲနဲ့စဉ်းစားနေအောင်မယ်အဲဒီတော့ကြောင့်မလို့ hits ကိုအကြီးပေးလိုက်တာသဘောပေါက်တယ်နော်နေရာလေး ဗျာဗျာကတော့ ဘာလဲပြောတော့ကိုရကြိုကြီးစောင့်နေလားအလကားပတ်ရတာဘာရောက်တာကိုရသွားတာစောင့်နေရပါ အာဟိုတနေ့ကပြောတော့ကိုရင်ကျော်သူခွိုင်တက်မှာနော်ပြောတော့ တစ်ချိန်လုံးကိုရကြော်ရုံးတယ် ခုတော့ပြောချင်တယ်ညဝန်ထဲမှာကြည့်ဘူးပါရဲ့ကြည့်ဘူးပြီးတော့ပေါ့နော်ကိုတိုင်လဲပေါ့နော်အရန်သိချင်တယ်လေအသေးတွေရားပြီးတော့တခါလေးတိုင်းအပေါ်ကနေဒီနောက်ဆရာလေးပြောရင်လဲအောက်ကနေခဏတာပြောရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကြီးရဲ့သူတွေကိုပျော်ရွှင်စေခြင်းနဲ့စိတ်နဲ့ဝင်ပြီးတော့ပါဖြစ်တာဖြစ်ပါတယ်ကိုတနာတာကတော့ပါတယ်ကိုလည်းဓာတ်ရုပ်အရင်ချွတ်ချင်နေပြီညညမှန်မှဖြစ်မယ်ဆိုပြီး hint ကိုအကြီးပေးလိုက်တာအမှန်တကယ်တော့၄ယောက်စလုံးလုံးဝ quality hint ကိုပေးတာမှ၃ယောက်ကချော်သွားဒါလေးတစ်ယောက်ပါလားကွယ်မြင်နာအောင်ကိုမပြရတော့ခပ်ပြီးကွယ်အချစ်ရဲ့နားလေကွယ်မြေဝန်တဲမှာချစ်စကားပြောချနေလို့ကွယ်တူတဲ့ထွက်ပါတီးတဲ့စကားပါကွယ်ဓာတ်တက်ထားတဲ့အချိန်ကလေအရန်ပူတယ်အထဲထဲမှာလေအမကိုပထမဆုံးနေ့တော့ဆိုလို့ရှိရင်လေဒါအမှန်တမ်းပြောအမဒီလိုမျိုးမတ်စီတစ်ခါမှမတက်ဘူးလေပထမဆုံးအချိန်ဆိုလေအထဲမှာမူပူပြီးတော့လေဟဲ့ဟိုပေါ့နော်လေတဲတဲတောင်ဖြစ်သွားပါတော့ကိုစိတ်ကိုပြန်ပြားမဟုတ်ဒါအလုပ်ထဲကိုစိတ်ထက်မယ်ဆိုဟိုစဉ်းစားဒီစဉ်းစားနဲ့ဒီအောင်ပြန်ဖြောက်ယူရတာပေါ့နော်အဲ့လိုမျိုးအထဲထဲမှာဆိုဒီမတ်စီထဲမှာချွေးရတီးတီးကြအောင်နှစ်ဖူးကချွေးတွေကမျက်လုံးတွေဝင်မျက်လုံးထဲမှာဆက်အဲ့ထဲမှာလဲနေတာပေါ့နော်အဲ့ဥစ္စာကိုပြောင်းအောင်လုပ်ပြီးတော့မှပဲဩဒါငါဒီဟာလေးကိုဒီစီစဉ်လေးကိုဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အလုပ်ဖက်ကိုစိတ်သိမ်းပြီးတော့ပြန်ပြီးတော့ဘူးပြန်ရအောင်ယူရတာပေါ့နော်ကြိုးစားရတဲ့ဆိုတဲ့နေရာမှာလည်းအချိန်လည်းသိမရခဲ့ဘူးပေါ့နော်အမဒီဟာလေးကိုဟိုမဖြစ်ခင်မှာ recording မလုပ်ခင်မှာအမဟိုပြင်းနေသွားပြီးတော့ရောက်တာနဲ့တန်းပြီးတော့ဆိုတဲ့ခါကျတော့လေဟိုမှာလည်းအလုပ်လုပ်နေတဲ့ခါကျတော့ဒီမှာလမ်းပေါ်မှာပဲပေါ့နော်အရန်ဟိုနားထောင်ခဲ့ရတာပေါ့နော်ပို့ပြီးတော့လည်းအားစိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကအဆူတော်မှမဟုတ်တာဆိုတဲ့ခါကျတော့ဒီသူ
များဆိုထားကောင်းကောင်းသိချင်းကိုကိုယ့်လက်ထဲမှာပျက်စီးသွားလို့လည်းမဖြစ်ဘူးပေါ့နော်ဟိုမကောင်းရင်တော့မပျက်စီးစေချင်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ recording လုပ်တဲ့အခါမှာလည်းလေတက်နိုင်တဲ့လောက်တွေလေတော်တော်တော့ကျိုးသားထားရလေဒါကျိုးသားထားလောက်ဒီလောက်မကျိုးသားလို့ရှိရင်အဲ့ထက်ပိုဆိုးမှနေမှာနော်အဲ့လိုကိုတက်နိုင်တဲ့လောက်ကတော့အစွမ်းကုန်တော့ကျိုးသားထားသူများသိချင်းကိုမဖြစ်စေချင်ဘူးပါနော်ဒီအစီအစဉ်လေးကိုကြည့်လိုက်လို့ရှိရင်ခဏလေးပေါ့နော်စိတ်ကလေး relax ဖြစ်နိုင်တယ်ပေါ့နော်အဲ့လို